စကားဆိုတာဒေါသကြီးနဲ့မပြောလိုက်ပါနဲ့ကြားရတဲ့လူအခါရခက်တဲ့အကုသို့များတယ်ကိုလည်းပဲပြောမိမှားတယ်လို့တွေးပြီးတော့ပူရတယ်ဟုတ်ရလားပြီးတော့မာနကြီးနဲ့လည်းမပြောလိုက်ပါနဲ့မာနနဲ့ပြောတယ်ဆိုရင်လည်းကြားရတဲ့လူကနင်းညင်အောင်မင်းမာနကိုတနေ့မှငါချိုးပြအောင်မယ်အချီးနီးအလကားအကျိုးမဲ့တတ်တယ်သူတော်ကောင်းတို့အကျိုးရှိခြင်းတယ်ဆိုလို့ရှိရင်စကားပြောတဲ့နေရာမှာပုဂ္ဂိုလ်ကိုကြည့်ပြောပါအချိန်အခါကိုကြည့်ပြောပါမာနတွေဒေါသတွေနဲ့မပြောပါနဲ့ဟုတ်လားပြီးတော့စကားတွေမများပါနဲ့စကားများလို့ရှိရင်အပြစ်၅မျိုးရှိတယ်တဲ့ဗျာနံပါတ်1ပြောရင်နဲ့အပူတွေအလူတွေပါသွားရောအဲ့ဒါလိမ့်လေတဲ့စကားမှုတာဝါဒကံထိုက်တတ်တယ်ပြောရင်နဲ့ကိုပြောနေတဲ့လူနဲ့ကိုနဲ့ကိုမင်းနဲ့ငါနဲ့ကပို့ပြီးတော့ရင်းနှီးတယ်ဆိုတာကိုသိသိချင်းတော့ဖိုးလူရဲ့အဖြစ်ကိုပြောရင်းနဲ့ဂုံစကားတွေလည်းပါသွားတတ်တယ်ဟုတ်လားပြောရင်နဲ့စိတ်လိုက်မှဖြစ်ပြီးတော့ကြမ်းထမ်းတွေလည်းထွက်သွားတတ်တယ်ပရုဒဝါစာနော်နောက်ပြောရင်နဲ့အနှစ်သာရမရှိတဲ့စကားတွေပါသွားရောများသောအားဖြင့်တော့အနှစ်မရှိတာတွေပြောကြတာများပါလေဟုတ်လားအဲဒီလိုမှုတာဝါဒပိတုဏဝါစာပရုဒဝါစာတန်ဖပလာပဆိုတဲ့ပြစ်မှုကြီး၄ခုကိုလွန်ကျူးမိတတ်တဲ့အတွက်ကြောင့်တန်တရားမှာမကောင်းတဲ့ဘဝတွေကိုရတတ်တယ်တဲ့အပြစ်၅မျိုး